အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Media News YouTube Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဘာသူမှသူ့ကိုဆရာလောက်တာမကြိုက်တဲ့ Academy ဆုရှင်ဒါရိုက်တာညိုမင်းလွင်ပဲဖြစ်ပါတယ်။သူကတော့ဘသူကမှသဘောမကောင်းတတ်တယ်လို့သူကြိုက်တဲ့လူကိုပဲသဘောကောင်းတတ်တဲ့ထဲမှာပါနေတယ်လို့လည်းသူကိုယ်ရင်ဆိုခဲ့ပူတဲ့ဒါရိုက်တာ Academy ညိုမင်းလွင်ကတော့အခုချိန်မှာသူများနဲ့မတူထူးခြားတဲ့စွမ်းရည်တွေပိုင်ဆိုင်ထားပြီးတော့မှအမြဲတမ်းအမှုပညာတွေကိုဆက်လက်ပေးတင်ပြပေးတတ်တဲ့ညိုဝင်းလိန်ကတော့အခုချိန်မှာလူတွေနဲ့မတူတဲ့ထူးခြားတဲ့စွမ်းရည်တစ်ခုကိုချပြခဲ့တာကြောင့်ပရိသတ်တွေကြားထဲမှာလူပြောများနေခဲ့ရတာပဲဖြစ်ပါတယ်။သူဖန်တီးထားတဲ့အမှုပညာတွေဟာတကယ်လည်းကောင်းတယ်လို့ပရိသတ်တွေကြားထဲမှာလည်းအတော်လေးကိုရေပန်းစားပြီးတော့မှဒါရိုက်တာညိုမင်းလိန်ဆိုပြီးတော့မှကိုနာမည်တစ်ခုရရှိလာခဲ့တာပဲဖြစ်ပါတယ်။ဒါတွေကြောင့်လည်းသူများနဲ့မတူကွဲထွက်ပြီးတော့မှအမှုပညာတွေကိုဖန်တီးတတ်တာကြောင့်အခုချိန်မှာတော့ဒါတွေနဲ့ပတ်သက်ပြီးတော့ပရိသတ်တွေကြားထဲမှာတော်လေးကိုရေပန်းစားနေခဲ့တာပဲဖြစ်ပါတယ်။12နိုင်အတွင်းမှာ iPhone 12လုံးနဲ့ဇလန်းပုတ်ကိုအဖြတ်ရိုက်ကူးနိုင်ပြီးတော့မှရုပ်ရှင်ဇာတ်အနေနဲ့တင်ပြသွားမယ်ဆိုပြီးတော့မှကိုကြားသိနေခဲ့ရပြီးတော့မှသူကိုယ်ရင်ဆိုပြခဲ့တာပဲဖြစ်ပါတယ်။ခုလိုမျိုးအင်တာဗျူးကနေသင်ပရိသတ်တွေကိုပြန်လည်ပြောကြားခဲ့တာပဲဖြစ်ပါတယ်။ဒါတွေကြောင့်ပရိသတ်တွေရဲ့ကြားထဲမှာတော့အတော်လေးကိုအံ့ဩမှင်သက်သွားခဲ့ရပါပြီ။တကယ်ဟောလိဝုဒ်နိုင်ငံခြားတွေမှာဇလန်းတပုတ်ရိုက်ကူးတော့မယ်ဆိုလို့ရှိရင်အချိန်တစ်နှစ်လောက်ယူပြီးတော့မှသူတို့ရဲ့နေရာဒေသတွေကိုအနည်းဆက်ဆုံးပြအောင်အကျဉ်းသားရနေအောင်လှုံ့ဆော်နေကြပြီးတော့မှသူတို့ရဲ့လှုံ့ဆော်ချက်တွေကိုသင်ပြီးသင်သွားနေပြီးတော့မှအချိန်ကောင်းကောင်းယူပြီးတော့မှကိုဖန်တီးတတ်တဲ့ကြောင့်ဒါပေမဲ့မြန်မာနိုင်ငံမှာတော့ဆရာညိုမင်းလွင်ကတော့လှုပ်ချလိုက်ရင်စောက်တယ်အေးကြီးပဲဖြစ်ပါတယ်ဆိုပြီးတော့မှကိုပရိသတ်တွေကြားထဲမှာတော်လေးကိုလူပြောများနေခဲ့တာပဲဖြစ်ပါတယ်နိုင်ငံခြားတွေမှာအချိန်တစ်နှစ်နီးပါးလောက်ယူပြီးတော့မှရိုက်ကူးနေတဲ့ဇလန်းတွေဗီဒီယိုတွေကသူစီမှာတရက်တောင်မကြဘဲနဲ့12နိုင်အတွင်းမှာအပြီးရိုက်ကူးပြီးတော့မှဒါတွေဟာ iPhone 12လုံးနဲ့ရိုက်ကူးပြသွားခဲ့တာကြောင့်ကဘာမှာဆိုင်ချိန်ချိုးဖောက်ပြီးတော့မှကိုလှုပ်ပြသွားနိုင်တဲ့ scale တွေရှိနေတာကြောင့်မြန်မာပရိသတ်တွေရဲ့ကြားထဲမှာတော့အတော်လေးကိုပြောစရာစမှတ်တွင်းနေပြီးတော့မှရေပန်းစားနေတဲ့ဒါရိုက်တာကြီးညိုမင်းလွင်ပဲဖြစ်ပါတယ်။12နိုင်အတွင်းမှာ iPhone 12လုံးနဲ့ရိုက်ကူးပြသွားခဲ့တဲ့ဇလန်းကတော့မင်းတို့ထွက်ရက်ရစာဆိုတဲ့ဇလန်းလေးတစ်ပုဒ်ဖြစ်နေပြီးတော့မှတရက်သာလှုပ်ဆောင်နေကြတဲ့ကိစ္စတွေကိုဖန်တီးပြီးတော့မှရိုက်ကူးပြသွားခဲ့တဲ့ဇလန်းတစ်ပုဒ်ဖြစ်နေပြီးတော့မှ live ကြည့်နေရတယ်လို့မျိုးပုံစံ feeling မျိုးပြီးကျင်တာကြောင့်ခုလိုမျိုးဖန်တီးပြီးတော့မှမဖြစ်နိုင်တာမရှိဘူးလေမရမကကိုဖန်တီးသွားတတ်တဲ့ဆီယညိုဝင်းလိမ့်ပဲဖြစ်ပါတယ်ခုလိုမျိုးဒါရိုက်တာညိုဝင်းလိမ့်ကတော့သူများနဲ့မတူကွဲထွက်နေပြီးတော့မှလောက်တာကြောင့်သူများနဲ့မတူထူးခြားပြီးတော့မှဦးပြပြလို့ရတော့ဦးပြပြအစိမ်းခံရတာပို့ဆိုပြီးတော့မှကိုပြောစမတွင်နေပြီးသူကိုယ်တိုင်ကိုဝန်ခံခဲ့တာပဲဖြစ်ပါတယ်